special edition အနေနဲ့အသစ်ထွက်ရှိလာတော့မယ် Redmi Note 15 5G အားလုံးမင်္ဂလာပါဒီနေ့မှာတော့အပတ်စံနဲ့တင်ဆက်ပေးနေကြဖြစ်တဲ့ Xiaomi ရဲ့နောက်ဆုံးသတင်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးခုအနေနဲ့ကတော့ HyperOS 3နဲ့အသစ်ထွက်ရှိလာခဲ့တဲ့ Redmi A7 Pro Redmi က 6.9 inch display နဲ့ Redmi A7 Pro ဆိုတဲ့ model အသစ်တစ်မျိုးကိုပြီးခဲ့တဲ့ရက်ပိုင်းတုန်းကမှမိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်အဆိုပါ model ဟာဆိုရင် Redmi A5 ထက်မျက်နှာပြင်ပိုကြီးပြီး battery ပိုင်းမှာဆိုရင်လည်း 6000 mAh battery ထွေးအသုံးပြုပေးခဲ့ရပဲဖြစ်ပါတယ်စွမ်းဆောင်ရည်ပိုင်းမှာလည်းပုံမကောင်းမွန်လာပြီး 120Hz refresh rate တွေအထိပါဝင်လာခဲ့ပါတယ်ဆိုဝဲပိုင်းအနေနဲ့ကတော့ HyperOS 3ကိုမှ Android 16နဲ့ပါဝင်လာခဲ့တာဖြစ်ပြီးအရာအနေနဲ့ကတော့ Black, Blue, Green နဲ့ Orange ဆိုပြီးတော့၄ရောင်ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်ဒုတိယခုအနေနဲ့ကတော့ 6300 mAh battery နဲ့အသစ်မိတ်ဆက်လာတော့မယ် Redmi 15A Redmi က Redmi 15 series ရဲ့နောက်ထပ် model အသစ်ဖြစ်တဲ့ Redmi 15A ဆိုတဲ့ model အသစ်တစ်မျိုးကိုထပ်မံမိတ်ဆက်ဖို့ပြင်ဆင်နေရပဲဖြစ်ပါတယ်6.9 inch display ကိုမှ 120Hz အထိပါဝင်လာမှာဖြစ်ပြီး 6300 mAh battery ကလည်းဒီဖုန်းမှာပါဝင်လာအောင်မှာဖြစ်ပါတယ်။ဒီဆိုခနိုင်နဲ့ IP52 ကိုလည်းထည့်သွင်းပေးလာမှာဖြစ်ပြီး Black, Green နဲ့ Purple ဆိုပြီးအရောင်3ရောင်ပါဝင်လာမှာဖြစ်ပါတယ်။အဆိုပါဖုန်းကိုတော့လာမယ့် April 3 ရက်နေ့မှာစတင်ရောင်းချတော့မယ်လို့သတင်းတွေရသိရပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ကတော့ Special Edition အနေနဲ့အသစ်ထွက်ရှိလာတော့မယ် Redmi Note 15 5G Redmi ကလာမယ့် April 2 ရက်နေ့ကျရင် Redmi Note 15 5G Special Edition ကိုအိန္ဒိယဈေးကွက်မှာစတင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။အဆိုပါ model ကတော့ Cherry Red Edition အနေနဲ့ပြီးခဲ့တဲ့လတုန်းကမှတရုတ်မှာမိတ်ဆက်ထားခဲ့မှုတာပဲဖြစ်ပါတယ်။အခုအသစ်ထွက်ရှိမယ့် Global version ကိုတော့ 6.77 inch AMOLED display ကိုမှ performance ပိုင်းအနေနဲ့ကလည်း Snapdragon 6 Gen 3 chipset ကိုအသုံးပြုပြီးတော့မိတ်ဆက်လာမယ်လို့သတင်းတွေရသိရပါတယ်။ခုလိုမျိုး Xiaomi နဲ့ပတ်သက်တဲ့နောက်ဆုံးသတင်းလေးတွေကိုအပတ်စဉ်သတင်းလာနေအိမ်မှာတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်အကောင့်ကလေးကို like and follow လုပ်သွားပေးဦးမေးရအောင်နော်။နောက်ထပ်ဗီဒီယိုလေးမှာပြည့်ပြည့်ကြပါမယ်ရှင်အားလုံးပဲတတာ